Definite laptop ရဲ့ webcam ပေးနာမှာ flaming နှလုံးတောင်ပါဆိုတော့ကိုမျက်နှာမလှမှာစိတ်ပူမနေနဲ့တော့ zoom meeting တွေတက်တဲ့ခါမျိုးမှာဆိုလို့ရှိရင်လည်းလုံးဝတောက်ပနေမှာတေချာတဲ့အပြင်ကိုတခြားဘယ်လို feature တွေပါသေးလဲဆိုတာကိုအင်းနဲ့တူတူကြည့်လိုက်ရအောင် webcam မှာပါတဲ့ sensor တစ်သေးလေးတွေကဒီလိုအလင်းရောင်အားနေတဲ့နေရာမျိုးတွေမှာဆိုရင်ရုံးကန်လေးရှိရအောင်ဒီမီးလုံးလေးတွေကအကောင်းဆုံး support ပေးနိုင်မှာဖြစ်တယ်လို့ design ဘက်ရလည်းအထာကျပြီးတော့ performance ဘိုင်းမှာဆိုလို့ရှိရင်လည်းတန်မိုးတင် mirror ဘရင်တစ်ပါးလို့တင်စားလို့ရတဲ့ Infinix Xbox 15 ကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဝက်ကရဲ့မီကို Dual Starlight လို့နာမည်ပေးထားတာ marketing gimmick တတ်မဟုတ်လားဘူး။ Starlight ဆိုတဲ့စကားလုံးက security camera လောကမှာအရန်မောင်တဲ့ညဘက်တွေမှာတောင်ကြည်ကြည်လင်လင်မြင်ရတဲ့ high-end feature လို့လူသိများပါတယ်။သူက color rendering index မြင်ပါတယ် mini LED တွေကိုသုံးပေးထားတာဖြစ်ပါတယ်။အဲ့တော့အလင်းရင်းမြစ်တစ်ခုကအရာဝတ္ထုရဲ့မူလအရာကိုဘယ်လောက်ထိမှန်မှန်ကန်ကန်ပြန်ထုတ်ဖော်ပေးနိုင်လဲဆိုတာကိုတိုင်းတာတာပါ။ CI မြန်မာတာဖြစ်တဲ့အတွက်အလင်းရောင်အားနေတဲ့နေရာမျိုးတွေမှာတောင် area မျက်နှာဖြူရော်ကြီးဖြစ်နေမှာမဟုတ်ဘဲနဲ့ wire neutral ဖြစ်နေမှာပါဒါကအသေးစိတ်ဆိုပေမဲ့ဒီလို user experience ကိုတော့အမှတ်ရစေမယ့်အချက်ပါပဲ laptop ရဲ့အသွင်ပြင်ကြောင်းကိုဒီလိုမပြောခင်မှာဒီ brand ရဲ့နောက်ွယ်ရအကြောင်းခဏလောက်သွားကြည့်လိုက်ရအောင်အဲ့လိုသိတဲ့ Infinix ဆိုတာက Traction Holding ဆိုတဲ့ company ကြီးတစ်ခုကနေဆင်းသက်လာတာဖြစ်ပါတယ်လူတော်တော်များများက Samsung နဲ့ Apple ကိုပဲအကြီးဆုံးလို့ထင်နေကြတယ်။တကယ်တော့ကမ္ဘာဖုန်းတင်ပို့မှုအများဆုံးစီးရင်မှာဒီ Traction ကထိပ်ဆုံး9နေရာမှာအမြဲနေရာယူထားတာပါ။အထူးသဖြင့်တော့အာဖရိကဈေးကွက်တွေမှာဒီလို40%ကျော် market share တွေကိုစိုးမိုးထားတာဖြစ်ပြီးတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်အာရှမှာရောတောင်အမေရိကရဲ့ဈေးကွက်တွေထိပါအရှေ့အဟုန်နဲ့လဲချလာနေပြီဖြစ်ပါတယ်။သူတို့ရဲ့ strategy ကတော့ localize innovation ပါဆိုလိုတာကတော့သက်ဆိုင်ရာ data လိုက်မှာရှိကြတဲ့ user တွေအမှန်တကယ်လိုအပ်တဲ့ feature တွေကိုဈေးနှုန်းချွတ်ချွတ်တတနဲ့ပေးနိုင်ဖို့ဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့သူတို့ရဲ့အင်အားကြီးမားတဲ့ supply chain တွေကိုအသုံးချပြီးတော့ဒီဖုန်းလောကတွေမကဘဲနဲ့ laptop လောကဘက်ကိုပါ premium ဆန်ဆန်အချောတက်နဲ့ထိုးပေါက်ဝင်ရောက်လာပြီလို့အေးရတော့မြင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ laptop ရဲ့ design ပိုင်းကိုရင်ဆုံးကြည့်လိုက်ရအောင်ဒီဇိုင်းကတော့ရိုးရိုး plastic body မဟုတ်တော့ဘဲနဲ့ aluminum အလွိုင်းကိုသုံးပေးထားတယ်။အဲ့တော့ကင်ကြည့်လိုက်တာနဲ့ပေါ့ရွှွှွကြီးဖြစ်မနေတော့ဘဲနဲ့တကယ် solid ဖြစ်တဲ့ feeling ကိုချက်ချင်းရတယ်။ဒီ laptop ရဲ့အလေးချိန်ကတော့ 1.7 kg ရှိတယ်။ laptop တစ်ခုလုံးကို metal body နဲ့ပြုလုပ်ပေးထားတာဆိုတော့အရင်လေးနေမယ်လို့ထင်နေကြတယ်။တကယ်တော့ဈေးကွက်ထဲမှာရှိတဲ့ 15.6 လက်မအရွယ်စား laptop တွေနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အလေးချိန်ကပုံမှန်ပဲ။တခြား laptop တွေထက်ပိုလေးရမျိုးလည်းမရှိဘူးပေါ်တာမျိုးလည်းမရှိဘူးပုံမှန်ပဲ display color ကတော့အခုမြင်ကြတဲ့အတိုင်းပါပဲတော်တော်လေးကိုစိတ်ကျဉ်နေစရာကောင်းတယ်sRGB 100% အပြင်ကို anti-SC မှာဆိုလို့ရှိရင်လည်း 70% ဝန်းကျင်ရှိရမလို့ content creator တွေ graphic design ဆွဲမဲ့သူတွေနဲ့ရုပ်ရှင်ကြည့်မဲ့သူတွေအတွက်ကတော့အရောက်သွေးပိုင်းမှာကွက်တိပါပဲဒါမဲ့တစ်ခုတတိထားမှာတော့သူ့ရဲ့ peak price နဲ့300 nits ဝန်းကျင်ကိုပါပဲအလင်းရမ်းများတဲ့နေရာတွေမှာသုံးမယ်ဆိုလို့ရှိရင်တော့ screen ကနည်းနည်းလေးမှိန်ကျင်တယ်လို့ဖြစ်နေလိမ့်မယ်ဒါကြောင့်မလို့အလင်းရအောက်မှာလှုပ်တာထက်ဆလို့ရှိရင်တော့ indoor မှာပဲ AACC သုံးတာတော့ပိုပြီးအဆင်ပြေမယ်လို့အရာတော့မြင်ပါတယ်ဒီ laptop လေးက Type C to Type C ဖြစ်တဲ့အပြင် Power Delivery 3.0 စနစ်လည်းပါဝင်ပါတယ်။ဒီမှာရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် PD 3.0 ဆိုတာcharger နဲ့ device ကဘယ်လောက်ဝက်လိုအပ်လဲဆိုတာကိုအချင်းချင်းညှိပြီးတော့လိုအပ်တဲ့ power ကိုစစ်ဖြစ်အောင်ပို့ပေးတဲ့ system ဖြစ်ပါတယ်။ဆိုတော့ laptop တွေမကဘူးကိုယ့်ရဲ့ Android ဖုန်းတွေ iPhone တွေတခြား gadget ပစ္စည်းတွေအကုန်လုံးကိုဒီတစ်ခုတည်းနဲ့တင်အားသွင်းလို့ရတာရန်ကိုအဆင်ပြေတယ်။ performance ဘိုင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ Intel Core i5 13 Gen ကိုသုံးပေးထားတယ်technician သမားတွေအတွက်သူက hybrid architecture ကိုသုံးထားတဲ့10 core တွဲသရက်အမျိုးအစားပဲအဲ့ထဲမှာ power ထုတ်ပေးမဲ့ Pico နှလုံးနဲ့ power ချွေတာပေးမဲ့ Eco 8လုံးခွဲထားတာဆိုတော့ multitasking လုပ်တဲ့အခါတွေမှာစွမ်းဆောင်ရည်ကိုမျက်မျက်တတသုံးပေးနိုင်တာတွေ့ရတယ်CPU backmat reset တွေလည်းအစိုးလို့ပြောရမယ်ဒါမဲ့တစ်ခုတည်ထားမှာသူက U series ဖြစ်နေရပဲU series ဆိုတဲ့အတိုင်းပဲ low power consumption ကိုအသားပေးထားတာဆိုတော့ရုံးလုပ်ငန်းတွေလုပ်တာ meeting တက်တာ browser သုံးတာလောက်ပဲအဆင်ပြေမယ် max turbo frequency 4.6 GHz ထိတက်တယ်ဆိုပေမဲ့ base power 15 watt ထိပဲရှိရဆိုတော့ဘက်ထရီခဏရီပိုင်းမှာအားသာတယ်ဆိုပေမဲ့heavy software တွေသုံးတဲ့အခါတွေမှာဆိုရင်တော့ performance limit လောက်တာတွေရှိတာကိုတော့သိထားရမယ်ဒီမှာစဉ်းစားလို့မရတဲ့အချက်နှစ်ချက်ရှိရယ်ပထမချက်ကတော့ keyboard 15.6 inch ရှိရယ်ကိုရီးမှာနံပါတ်ပတ်ကိုဖြုတ်ပြီးတော့ဒီတိုင်းလွတ်ကြီးထားတာwhy ဘာလို့လဲပေါ့ပုံမှန် premium laptop တွေမှာဆိုလို့ရှိရင်အဲ့လိုဘေးကနေရလို့ကြီးကိုဒီတိုင်းမထားဘဲနဲ့front fire speaker ထည့်ပြီးတော့အကျိုးရှိရှိသုံးကြတယ်ဒါမှမဟုတ်အပူထွက်ပေါက်တွေဖြစ်ဖြစ်ထည့်ကြတယ်
ဒါမဲ့ဒီမှာကတော့ speaker လည်းမပါနံပါတ်ပတ်လည်းမရှိနဲ့ဒီတိုင်းတထုပြအပြောင်ကြီးပဲထားတာကတော့တကယ်ကိုထူးဆန်းပြီးနားမလည်နိုင်ကြပဲဒီမှာ display output မရတာကလည်းအဲ့လိုအဓိပ္ပာယ်မရှိလို့လည်းသွားပြောလို့မရဘူးဘာလို့လဲဆိုတော့ဒီ laptop က budget laptop တစ်လုံးဖြစ်နေလို့ပဲတော့အထင်ပါတယ်ကဲဒါဆိုလို့ရှိရင်အဲ့လိုဆက်ပြီးတော့သူ့ရဲ့ speaker ဘိုင်းကိုကြည့်လိုက်ရအောင်အဲ့အနေနဲ့ကတော့ bass တန်နဲ့အတန်ခပ်ပြင်းပြင်းထွက်တဲ့ sound signature မျိုးပို့ပြီးတော့မှသဘောကျတဲ့သူဆိုတော့ဒီ laptop ကထွက်တဲ့ကျွန်းရင်းပိုင်းကတော့အဲ့ရဲ့နားထဲမှာနည်းနည်းပေါ့တယ်လို့ခံစားရတယ်ဘစ်စတန်လုံးဝနီးပါးလောက်မပါဝင်တာအားနဲ့ချက်လို့ထင်ရပေမဲ့ဘယ် laptop မှာလည်းပါမယ်မထင်ပါဘူးတကယ်တမ်းသိချာနားထောင်ကြည့်ရတဲ့အခါမှာတော့အတန်ပိုင်းကတော်တော်လေးကျယ်တာကိုခံစားရတယ်ဒါကြောင့် vocal clarity နဲ့ overall loudness ပိုင်းကိုကြည့်လို့ရှိရင်တော့ casual listening movie နဲ့meeting use တို့အတွက်ကတော့အဆင်ပြေပါတယ်လက်တွေ့စမ်းကြည့်ထားတာလေးပြောပြပေးမယ်laptop ကိုပိတ်ထားရကနေ power clock ကိုနှိပ်လိုက်တာ desktop ပေါ်အရောက်ကို20 second ပဲကြာတယ်ဒါကပုံမှန် laptop တွေနဲ့ရှင်လို့ရှိရင်တော့တိတိတတကိုပို့သွက်နေရပဲဘာလို့ဒီလောက်မြန်ရတာလဲဆိုလို့ရှိရင်တော့သူထဲမှာသုံးထားတဲ့ SSD က 512K NVMe PCIe Gen 4x4 အမျိုးအစားဖြစ်နေလို့ပဲ memory ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ technician သမားတွေသတိထားမယ် bottleneck တစ်ခုရှိတယ်အဲ့ဒါတော့ RAM ပဲသူက 8GB ကိုမှ motherboard ပေါ်မှာ direct ဆိုတဲ့လောက်ထားတဲ့ onboard အမျိုးအစားပဲဆိုလိုတာကတော့ extra slot မပါတာဆိုတော့ RAM ထပ်တိုးချင်တဲ့ခါမှာလုံးဝ upgrade လုပ်လို့မရအောင်တာမန်သုံးတဲ့အခါမှာပြဿနာမရှိဘူးဆိုပေမဲ့ heavy multitasking လုပ်တဲ့အခါမှာ memory overheat ဖြစ်ပြီးတော့စနစ်နဲ့ရုံရတာကိုတော့ကြိုသိထားရမယ်ဘက်ထရီပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့50 watt hour ပမာဏဒီဈေးထဲမှာမစိုးလို့ပြောရမယ်ဒီနေရာမှာ U-series CPU ကစကားပြောလာပြီ power consumption အရန်နေတာဖြစ်တဲ့အတွက်ပုံမှန်ရုံးသုံးစာစီစာရိုက် browser သုံးတာတွေကိုပဲလုပ်မယ်ဆိုလို့ရှိရင်တော့တနေ့ကုန်ဒီပါအသုံးခံတယ်ဒါမဲ့ပေးယူကတော့ရှင်းပါတယ်ဒီလောက်ထိအရောင်ထွက်ဆိုတဲ့ display ကိုအဆုံးထိတင်သုံးမယ်ဆိုလို့ရှိရင်တော့ဘက်ထရီကုန်တာတိတိတတ်မြန်သွားလိမ့်မယ်ဒီ laptop ကဘယ်သူတွေအတွက်ဖြစ်မလဲဈေးတက်တာနဲ့ရုံးသုံးကျောင်းသုံးအဓိကတော့ meeting အတက်များတဲ့သူတွေအတွက်ပါပဲဘာလို့လဲဆိုလို့ရှိရင်ဒီဈေးတန်းနဲ့မတဲ body အပြည့်ရမယ် sRGB 100% display နဲ့ရမယ်မျက်နှာကလို့ဖို့အတွက်တီးတက်မီထက်ဝက်နေစရာမလိုပဲနဲ့ starlight နဲ့ရမယ်ပြီးတော့လို့ရှိရင်တော့ဒီလို laptop ရောဖုန်းမှာရောနှစ်မျိုးလုံးအားသွင်းလို့ရတယ်65 watt H charger တွေပါတဲ့အတွက်ကြောင့်ပါပဲ RAM 8GB onboard နဲ့ဖြစ်တာမလို့upgrade ထပ်လုပ်လို့မရလေတခုပဲသတိထားမှာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့လောက်က heavy text တွေမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါဈေးနှုန်းတက်နဲ့ premium ဆန်တဲ့အသွင်ပြင်ကိုရွေးချယ်တဲ့ထိုက်တန်မှုတစ်ခုဖြစ်ပါတယ်အခုကြည့်နေကြတဲ့သူတွေရော Infinix Xbox 15ကိုဘယ်လိုမြင်လဲကိုရိုင်းရောသုံးဖို့စဉ်းစားနေလားဆိုတာကို comment မှာမှန်သွားပေးပါဦးအခုလိုမျိုး review video တွေကိုအမြဲကြည့်နေဆိုလို့ရှိရင်တော့ area page လေးကို like and follow လေးလုပ်တော့ပေးပါဦးအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye